Galoma Minglava Galoma Minglava, Tanoy Aloma Minglava Galamali Nibita, Tanoy Aloma Lamali Nibitava. No? Galoma Galoma Lamali Nibita, Chanelu, Sakurai Lamali Nibitava. No? Galoma Minglava Chanelu, I'll be you follow Lamali Nibitava, Tano. ဒီညနေရတော့ပွဲသိမ်းညနေပေါ့နော်ပွဲသိမ်းညနေကဲအားလုံးပဲပွဲသိမ်းညနေမှာကျွန်တော်တို့အပီပင်ဆွဲမယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ရဲ့မျိုးအားလုံးပဲကျွန်တော်တို့ဗာလဲညနေရပွဲသိမ်းညနေပေါ့ဟာလားတစ်နဲ့ခွန်နဲ့ဂျန်နာကိုနော်ဦးတို့ပြောတယ်ဗလားတစ်နဲ့ခွန်နဲ့ဂျန်နာကိုခွန်ဆင်းသွားတယ်တဲ့ကျွန်တော်ရဲ့အားလုံးပဲညနေကိုတစ်ကဘလို့ရှင်နေရှိမလဲကဲအားလုံးပဲမန်းပေးပါအောင်ကျွန်တော်ရဲ့အားလုံးပဲမန်းပေးပါအောင်တစ်ကမှန်တကယ်လှတာမနေ့ကစိုက်မှလဲတစ်ကလှတယ်တနေ့တာမှလဲတစ်ကလှတယ်အဲ့တော့တစ်နဲ့ခွန်နဲ့ဂျန်နာကိုကျွန်တော်မနေ့ကခွန်ဆင်းသွားတယ်ဆိုတော့တစ်ကဘလို့လာမလဲကဲကျွန်တော်ရဲ့မျိုးမန်းပေးအောင်ညနေကိုပွဲသိမ်းညနေရိုက်မယ်ဗျာနော်ကဲမန်းကြသားမှာကျွန်တော်ရဲ့မျိုးအားလုံးပဲကဲမန်းပေး
လိုင်းမှာပဲပေးပါနော်မျိုးတွေအားလုံးပဲဖုံးမစစ်မှပေးမှာမဟုတ်ဘူးကဲမန်းပေးထားတင်းနဲ့ချောင်းနဲ့တင်းနဲ့ခွန်နဲ့ကြံတော့ကျွန်တော်တို့ခွန်အားဆင်းသွားပြီဆိုတော့ကျွန်တော်တို့တစ်လုံးပဲကြံတော့တစ်လုံးပဲကြံတော့တယ်ကဲမင်္ဂလာပါဟာကဲကျွန်တော်ရဲ့မျိုးတွေအားလုံးပဲတစ်ကဲအခြေအနေလေးကိုမန်းပေးပါအောင်နော်အဲ့တော့မနက်ကဥတို့ပြသွားပြီနော်တနေကုန်မှာတစ်ကမနဲ့မလာညက်နေကိုလာပြီးဂျောင်ပိတ်ရိုက်ပြရမယ်အဲ့တော့မနက်ကကျွန်တော်ကနန်းနှလုံးရှိတော့တစ်လုံးဆင်းနေဆိုတော့ဒီညနေအဲ့ဒီတစ်ဆင်းပါမလားလို့ကျွန်တော်တို့ကစိုးရင်ရတယ်ပေါ့ဗျာနော်ကဲအားလုံးပဲမင်္ဂလာပါလက်မလေးနှိပ်ပေးထားဒါဆိုကျွန်တော်တို့စပြီးရိုက်မယ်နော်ပွဲသိမ်းညက်နေကိုစပြီးရိုက်မယ်တစ်ချက်ကြည့်ကဲအားလုံးပဲတစ်ချက်ကြည့်ဒီညနေကတော့တားတော့လှတယ်ဗျာနော်စိုက်ကလှတယ်အမျိုးကြီးအပီးပေါက်စိုက်ရိုက်မယ်နော်အဲ့တော့စိုက်ကတော့လှတယ်တစ်နဲ့တစ်ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဗျာနော်တစ်ကိုတစ်ချက်ကြည့်မယ်ကဲအားလုံးပဲဝင်းကြီးပဲရှယ်လိုက်ဟုတ်ကဲ့ပါတစ်ချက်ကြည့်မယ်ဗျာနော်အဲ့တော့ဟိုက်ဒီကကျွန်တော်ထိတ်စီးရ၄ထိတ်စီးရဒီက၄ထိတ်စီးရကျွန်တော်တို့ဒီက3ညနောက်ပိတ်ကဲ4 3ညနှလုံးပေါင်းခြင်းသည်ကျွန်တော်တို့4ပိုင်4ပါဝါသည်9ပိုင်တစ်လုံးဒါဘိုင်ုံပြမယ်ဟာလားနော်အဲ့တော့4 3ညနှလုံးပေါင်း4ပါဝါသည်9ပိုင်ကျွန်တော်တို့39လို့ဆင်းမယ်ဒါဆိုကျွန်တော်တို့ထိတ်စီးရ3ညနောက်ပိတ်က9 3ည9နှလုံးပေါင်းခြင်းသည်9ပါဝါသည်4ပါဒါကျွန်တော်တို့ဘိုင်အနေထားကိုဆင်းမယ်24လို့ကြာမယ်တစ်ချက်ကြည့်မယ်3ညထိတ်စီးနောက်ပိတ်က4 3ညနဲ့4နဲ့နှလုံးပေါင်းခြင်းသည်ကျွန်တော်တို့4ပါဝါသည်9ပါကျွန်တော်တို့တစ်ချက်ကြည့်69လို့ဆင်းမယ်ကဏ္ဍတစ်လုံးနဲ့ကိုကိုင်းတာနော်တစ်လုံးနဲ့နော်ကဏ္ဍတစ်လုံးနဲ့ကိုင်းတာဒါဆိုရင်ကျွန်တော်တို့ကဏ္ဍထိတ်စီးရ2နောက်ပိတ်က9နဲ့9နဲ့နှလုံးပေါင်းခြင်းသည်1ပါဝါသည်6ကျွန်တော်တို့က6ဘိုင်းလို့ကျွန်တော်တို့ကတွေ့တယ်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲတစ်ကလည်းတနေကုန်မှာထိပြရမှာမနေ့ကလည်းမထိညနေကိုတစ်လာမှာလား6ဘိုင်းလာမှာလားဆိုတာကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကျွန်တော်တို့ဒီညနေကိုကန်ရမှာမျိုးတွေအားလုံးပဲ1ဘိုင်း6ဘိုင်းဒါအမျိုးတွေအလုံးပိုင်ရှင်ကတ်နော်အဲ့တော့ဦးတို့ပြောပါပြီကျွန်တော်ခဏန်းကိုစီပေးမှာနော်မျိုးတွေစင်းမသွားနဲ့လက်မလေးတွေနှိပ်ပေးတာပွဲသိမ်းညက်နေဦးတို့ဖုံးမစစ်ကပေးတာမဟုတ်ဘူးကျွန်တော်ရဲ့မျိုးတွေကိုဒီ line ပေါ်မှာပဲပေးမှာ line ပေါ်မှာပဲထိုးနော်ဦးတို့ပြောတာမျိုးတွေအားလုံးပဲသိအောင်နော်မျိုးတွေအားလုံးပဲလက်မနှိပ်ပြနော်မျိုးတွေအားလုံးပဲညနေကလက်မနှိပ်တာခဏန်းကိုကြိုက်ရဆိုရင်လက်မနှိပ်တာနှလုံးပေါင်း4ပါဝါဒီ9ပိုင်တစ်လုံးထဲကိုယူတာ9ပိုင်ကြောင်39နှလုံးပေါင်း9ပိုင်9ပါဝါဒီ424တစ်လုံးထဲယူတာနှလုံးပေါင်းကြီးဒီ4ပါဝါဒီ9ပိုင်နှလုံးပေါင်းကြီးဒီ1ပါဝါဒီ6ပိုင်လက်မနှိပ်ထားပဲ view 180ကျော်အားလုံးပဲလက်မတောက်လျှောက်နှိပ်ထားဒါဆိုရင်တနေ့တာမှလဲ1ပိုင်ရှိတယ်6ပိုင်ဖြစ်နေပြီဆိုတော့16ကကျွန်တော်တို့ဘလို့လာမလဲ1ပိုင်6ပိုင်များဒီညနေ1ပိုင်6ပိုင်နဲ့အော်ကွက်ရိုက်ဖို့တာပြင်တာဒါဆိုကျွန်တော်ကဏ္ဍရေးမယ်နော်ဒါဆိုကျွန်တော်တို့သူနဲ့တွဲရမယ်ကဏ္ဍကိုတစ်ချက်ကြည့်မယ်သူနဲ့တွဲရမယ်ကဏ္ဍကိုတစ်ချက်ကြည့်မယ်ဆိုရင်မျိုးတွေကြိုက်ရင်3နော်ဒီညနေမှာကျွန်တော်တို့ကပွဲသိမ်းညက်နေဆိုတော့အရေးကြီးတယ်ဗျာနော်သူနဲ့3ရမယ်ကဏ္ဍကိုတစ်ချက်ကြည့်မယ်ဟာဒီကကျွန်တော်တို့4ရမြင်ရလားမျိုးတွေအားလုံးပဲမြင်ရလားမျိုးတွေအားလုံးပဲကဲမင်္ဂလာပါဦးတို့ဟုတ်ကဲ့ပါ4ရ3ညရဲ့8ကဲ4 3ည8ဒီကဏ္ဍ3လုံးပေါင်းခြင်းဒီကျွန်တော်တို့ဘာဖြစ်မလဲအော်ဒီမှာ3ညရဲ့4ရဲ့5ရဲ့3ညရဲ့4ရဲ့5ရဲ့3ည4 5ကဏ္ဍ3လုံးပေါင်းခြင်းဒီ9ပါဝါ4 94ဝန်းချင်း39လို့ဆင်းဟုတ်ပြီလားနော်အဲ့တော့4ရဲ့3ညရဲ့8ကဲဒီ4 3ည8ကဏ္ဍ3လုံးပေါင်း2ပါဝါဒီခွန်29ဝန်းချင်း24လို့ဆင်းဒါဆိုရင်ကျွန်တော်တို့နော်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါအော်ကနန်းနေရရေးနဲ့မှားနေတယ်ကနန်းနေရရေးနဲ့မှားနေခဏလေးဗျာနော်မျိုးတွေအားလုံးပဲမစင်းနဲ့ဟုတ်ရေးကျွန်တော်ရေးတာမှန်တယ်ဒီမှာစိုက်ဆွဲတာမှားသွားလို့3ညရဲ့4ရဲ့ဒီမှာမျိုးတွေတစ်ချက်ပြန်ကြည့်နော်ကျွန်တော်ဆွဲတာမှားလို့စိုက်ကအတူတူပဲ
3ညရဲ့4ရဲ့5ရဲ့3ည4 5ဒီလိုဆွဲရမှာ3ည4 5 3ည4 5ကနန်း3လုံးပေါင်းကြီးဒီ6ပါဝါဒီလေ6လေးကို39လို့ထွက်ဒါဆိုရင်ကျွန်တော်တို့4ရဲ့5ရဲ့8ကဲဒီ458 458ကနန်း3လုံးပေါင်းကြီးဒီကျွန်တော်တို့4 5နှလုံးပေါင်း9 8နဲ့ပေါင်းခွန်ပါဝါဒီနှစ်82ဝန်းကြီး24လို့စင်းเนาะကျွန်တော်ရေးတာမှားလို့3ညရဲ့8ကဲ3ရဲ့3ည8 3ကနန်း3လုံးပေါင်း1ပါဝါ6 6ဒီအချိန်69လို့စင်းဒါဆိုရင်ကျွန်တော်တို့ဒီညနေစင်းမဲ့ဆိုရင်3ညရဲ့3ရဲ့ခွန်ရဲ့3ည3ခွန်ကနန်း3လုံးပေါင်းကြီးဒီကျွန်တော်တို့3ညပါဝါစီ9 3ည5ဝန်းကြီးဒီမှာစင်းမယ်ဒါဆိုရင်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဥတို့ရဲ့မွေးကနန်းညနေကို share လှတယ်ဗျာနော်မျိုးတွေအားလုံးပဲနော်တကယ်လှပါတယ်မျိုးတွေအားလုံးပဲမနက်ကအပိုင်ဆိုတာဟုတ်တယ်မနက်ကအပိုင်ဆိုတာမျိုးတွေအားလုံးပဲဒီညနေမျိုးတွေ viewer 300အားလုံးပဲဘာလုပ်မလဲကျွန်တော်ပြောပြပြီကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဘာလုပ်မလဲအဲ့တော့ကျွန်တော်တို့ထွေထူးထူးမကြည့်နဲ့ဗျာငါဒီမှာဝမ်းချင်း၄ကိုဝမ်းချင်းက3ကိုနှစ်ခွန်ဝမ်းချင်းက2 4 16ဝမ်းချင်းက6ကို3ည5ဝမ်းချင်း16ဝမ်းချင်း3ည5ဝမ်းချင်းနဲ့16ဝမ်းချင်းအမျိုးတွေအဲ့မှာစော်တော့မွေးကနန်းနော်ဒါဥတို့ရဲ့မွေးကနန်းနော်မျိုးတွေအားလုံးပဲဘာဖြစ်လဲ30 တင်5 60 65အဲ့ဒီမွေးကနန်းညနေကို main special တင်းစောမယ်နော်ကဲကျွန်တော်ရဲ့ဝါသနာရှင်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါမနက်ကအပိုင်ဆိုတာမနက်ကလည်းအပိုင်ရိုက်တာ break ပါချုပ်ပြီးတော့အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကျွန်တော်တို့ဒီညနေဘာလုပ်မလဲဆိုရင်တဲ့ကျွန်တော်တို့က1ပိုင်6ပိုင်ကို3ည5ဝမ်းချင်းနဲ့ဆိုရင်30တင်5 66 5ဒါအမျိုးတွေဒီ၄ခွက်ကိုတော့ main တင်ဗျာနော်ဒီ၄ခွက်ကို main တင်ကျွန်တော်ပြီးပြန်ရွေးချယ်ပေးမယ်တစ်ခွက်ကောင်းပြန်ရွေးချယ်မယ်နော်အဲ့တော့ကျွန်တော်ရဲ့ဝါသနာရှင်ကျွန်တော်ရဲ့မျိုးတွေညနေကို1ပိုင်6ပိုင်မှာအမျိုးတွေအဲ့တော့ကျွန်တော်ဒီ1ပိုင်ကိုယူမလားဒီ6ပိုင်ကိုယူမလားမျိုးတွေဘက်ကလည်း white စဉ်းစားပေးဦးဗျာနော် view က300ကျော်အလုံးပဲမင်္ဂလာပါလက်မလေးနှိပ်ပေးတာကဲဒါဆိုကျွန်တော်ကစီမယ်ညနေကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒါလေးကို main ထိုးမယ်ကျွန်တော် main ခွက်ကိုရွေးချယ်ပေးမယ်နော်ဥတို့ညနေကို main ခွက်ရွေးချယ်ပေးမယ်ဒါ main ခွက်ညနေကို30တင်5 66 5 main 4ခွက်အဲ့ဒီ main 4ခွက်မှာကျွန်တော်ရဲ့မျိုးတွေအားလုံးပဲ main 2ခွက်ကိုရွေးချယ်ပေးမယ်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲနော် main 2ခွက်ကိုရွေးချယ်ပေးမယ်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒီညနေကိုကျွန်တော်တို့1ပိုင်6ပိုင်စော်ဗျာမျိုးတွေအားလုံးပဲ1ပိုင်6ပိုင်စော်ဥတို့ရဲ့ကူညီပါဟုတ်ကဲ့ပါနော်ဒါကတော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒါ main ထားမယ်နော်အဲ့တော့ဒီ၄ခွက်ကိုတော့ main ထားမယ်ကျွန်တော်ရဲ့မျိုးတွေဘာပဲဖြစ်ဖြစ်ဒါမွေးကနန်းကလည်းမွေးကနန်းဥတို့ရဲ့မွေးကနန်းနော်ဒီညနေကျွန်တော်ရဲ့မွေးကနန်းကလည်းမွေးကနန်းမထွက်သေးလို့အဲ့တော့16ဝမ်းချင်း53ညဝမ်းချင်းဒီ၄ခွက်ကိုဦးစားပေးမယ်နော်အဲ့ဒီမှာကျွန်တော် main ရွေးချက်မယ်အဲ့တော့1နဲ့ပတ်သက်ရင်ကျွန်တော်ကဒီညနေကို1နဲ့ပတ်သက်ရင်ကျွန်တော်က1လေးအရန်ထည့်မယ်နော်အဲ့တော့1နဲ့ပတ်သက်ရင်1လေးရန်ထည့်မယ်1နှစ်ရန်ထည့်မယ်နော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါ1နဲ့ပတ်သက်ရင်1လေး1နှစ်ရန်ထည့်မယ်နော်အဲ့တော့6နဲ့ပတ်သက်ရင်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါ6နဲ့ပတ်သက်ရင်63 68နော်အဲ့တော့63 68 60ခွန်အာမင်နော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဒါအရန်လေးတွေထည့်ပေးတာပဲ16ပတ်သည်ဒီညနေကကျွန်တော်ရဲ့မျိုးတွေအားလုံးပဲကြိုက်နှစ်သက်တဲ့မျိုးတွေကကျွန်တော်ပြသွားပြီ6ပိုင်ကို39 4ပိုင်ကို24 9ပိုင်ကို69 6ပိုင်နဲ့အဲ့တော့6ပိုင်ကိုကင်လိုက်လို့1ပိုင်ရထွက်ရင်လည်းကျွန်တော်တို့ကအဆင်မပြေဘူးအဲ့တော့16ပိုင်ကျွန်တော်ကဒီညနေကို main ခွက်ရွေးပေးမယ်1နဲ့ပတ်သက်တဲ့ main ခွက်6နဲ့ပတ်သက်တဲ့ main ခွက်ကိုရွေးချယ်ပေးမယ်ညနေရတော့အမျိုးတွေအားလုံးပဲ16ပတ်သည်ဗျာနော်16ပတ်သည်ပတ်ချင်နှလုံးပတ်ဗျာ16ပတ်သည်ကိုပတ်ချင်နှလုံးပတ်ဒါကြောင့်1ကတော့ဒီမှာအမျိုးတွေ6ကိုတော့ဦးစားပေးပြီးပို့ပတ်ပေါ့နော်6ကိုဦးစားပေးပြီးပို့ပတ်နော်သူက9ပိုင်စင်းနဲ့4ပိုင်စင်းနဲ့9ပိုင်စင်းနဲ့6ပိုင်စင်းနဲ့ဆိုရင်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲနော်အမြင်ပဲကျွန်တော်ကစိုက်ပြပေးတာပဲမျိုးတွေကြိုက်ရင်တော့လဲဆွဲပြီးက200ကျော်အားလုံးပဲမင်္ဂလာပါကဲကျွန်တော်ရဲ့မျိုးတွေအားလုံးပဲညနေကိုအဲ့တော့ကျွန်တော်ရဲ့ဒီ၄ခွက်ကိုတော့ဦးစားပေးပါနော်အဲ့ဒီတည်းမှာကျွန်တော် main ခွက်ကိုပြန်ရွေးချက်မယ် main ခွက်ကိုရွေးချက်မယ်နော်အဲ့တော့ main ခွက်ကိုရွေးချက်မယ်1 4 1 2ရမ်းမယ်63 68 6ခွန်အရန်ထဲတာအဲ့
အဲ့တော့ကျွန်တော် main ညက်တွေကို main ကွက်ကိုရွေးချက်မယ်ဗျာနော်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဦးစားပေး main ဒီမှာရေးမယ် main အဲ့တော့ main ကွက်ကကျွန်တော်တို့ညက်တွေကို main special ကြိုက်တဲ့ကျွန်တော်ရဲ့ဝါသနာရှင်တွေကတော့60ရဲ့65ရဲ့ main နှစ်ကွက်ထဲအဲ့ဒီတော့60ရဲ့65ရဲ့ main နှစ်ကွက်ထဲကိုတကွက်ကောင်း main စော်မယ်ခြင်းနဲ့ဝါသနာရှင်ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲเนาะတကွက်ထဲကိုဥတို့ရေကျွန်တော်တို့စော်မယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ကတကွက်ထဲကိုစော်မယ်လို့ရှိရင်ဟာဒီတကွက်ထဲကိုစော် main เนาะကျွန်တော်ကနှစ်ကွက်ကိုမှတကွက်ထဲပြန်ရွေးချယ်တာကဲဝါသနာရှင်တွေအားလုံးပဲเนาะဖုံးမစစ်ကလည်းမပေးတာမဟုတ်ဘူးကျွန်တော်ရဲ့မျိုးတွေအားလုံးပဲ line ပေါ်မှာပေးတာလက်မတောက်လျှောက်နှိပ်သွားပေးညက်တွေကို main က65နဲ့ main အဲ့တော့တကွက်ကောင်းက65 main အဲ့တော့ညက်တွေကိုဒီ၄ကွက်ကို main တင်ပါ10တင်က66เนาะအဲ့တော့ဝါသနာရှင်တွေကျွန်တော်ရဲ့မျိုးတွေအားလုံးပဲညက်တွေကိုအားလုံးပေါက်ပါသေးเนาะအဲ့တော့ညက်တွေကို1ပိုင်း6ပိုင်းအပိုင်းစော်ဗျာเนาะအဲ့တော့လက်မလေးရောနှိပ်သွားပေးเนาะကျွန်တော်ရဲ့မျိုးတွေအားလုံးပဲလက်မလေးနှိပ်သွားပေးပါကဲဒါဆိုဥတို့ line မော်ဆင်းပြီ